ယူမီကဘာတွေလုပ်လဲယူမီကဂျပန်စာတရုတ်စာအင်္ဂလိပ်စာတွေကိုကျွမ်းကျင်တက်မြတ်အောင်အထူးသင်ကြားပေးနေတဲ့တင်တဲ့အကြောင်းလေးဖြစ်တယ်လို့ပြည်ပနိုင်ငံတွေကိုအလို့တော်ရောက်လုပ်ကိုင်ဖို့အတွက်လုပ်ကိုင်ခွင့်များများကိုပေါ့လေတည်ဆောင်ပေးနေတဲ့ agency တခုလည်းဖြစ်ပါတယ်ခင်ဗျာယူမီယူကီရဲ့ချင်းနစ်ပြနိပတ်လီအခမ်းအနားကိုချွတ်ရောက်လာကြတဲ့လုံသမားညွှန်ကြားရေးဦးစီးဌာနမှမြို့မှုများဌာနဆိုင်ရာဝန်ထမ်းများနဲ့ထိကြရသောမိတ်ဆွေ agency များအသင်းမိတ်ဆွေများကျွန်တော်၏မိသားစုဝင်များဆွေမျိုးများယူမီယူကီကမ္ပဏီဝန်ထမ်းကောင်းများအားလုံးကိုသူကျေးဇူးတင်ရှိပါကြောင်းဥစ္စာပဒနာပြောကြားလိုပါတယ်ခင်ဗျာယူမီကဘာတွေလုပ်လဲယူမီကဂျပန်စာတရုတ်စာအင်္ဂလိပ်စာတွေကိုကျွမ်းကျင်တက်မြတ်အောင်အထူးသင်ကြားပေးနေတဲ့တင်တဲ့အကြောင်းလေးဖြစ်တယ်လို့ပြည်ပနိုင်ငံတွေကိုအလို့တော်ရောက်လုပ်ကိုင်ဖို့အတွက်လုပ်ကိုင်ခွင့်များကိုပေါ့လေတည်ဆောင်ပေးနေတဲ့ agency တခုလည်းဖြစ်ပါတယ်ခင်ဗျာယူမီကကမ္ဘာကို2019ဆယ်လပိုင်း19ရက်နေ့တော့ထူထောင်ခဲ့ပြီးတော့အခုဆိုရင်ဒီကနေ့ဆိုရင်ရှင်းနေတည်ပြီးဖြစ်ပါတယ်ယူမီဒီနာမည်ကိုကျွန်တော်တို့မြန်မာလိုအဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင်တော့အိမ်မက်များစီလို့ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ဒီနေ့ယူမီယူကီကုမ္ပဏီတည်ထောင်တဲ့ရှင်းနေပြည့်ဒိမ့်ပတ်နဲ့သမီးလေးမဆန်ယူမီတို့ရဲ့20တနည်းပြည်ရောက်တဲ့မွေးနေ့ပင်လာအခါသမယပင်ကျွန်တော်အနေနဲ့အခုလိုကွန်ပျူတာချင်းစကားပြောကြရတဲ့ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ဒီခုလိုရှင်းနေတာကာလအတွင်းလုပ်ငန်းအရရက်ကိုတိုးတက်လုပ်ကိုင်ရရှိတော့ UMUP ကုမ္ပဏီရာဆိုရင်ဖြင့်ဒီနေ့ခေတ်ငယ်များလိုအပ်ချက်ကိုတောက်နေရာမှာဖြည့်ဆည်းပေးနိုင်တဲ့အတွက်လုံးစားပဲဝမ်းမြောက်ပုံယူမိပါတယ်။နောက်နှစ်ပေါင်းများစွာတိုင်အောင် UMUP ကုမ္ပဏီအနေနဲ့လည်းပိုပြည့်စုံသောဝန်ဆောင်မှုများနဲ့မိမိတို့ရဲ့ကုမ္ပဏီပုံရိပ်ကိုပိုကောင်းမွန်ခိုင်မာအောင်ပေါ်ဆောင်နိုင်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်私たちは日本の広島というところから来ました。夢ゆき様からは、10名以上の実習生を今送っていただいております。夢ゆき様から来られた実習生は皆優秀な方ばかりで、とても僕たちも感謝しています。はい。社長。それから、本日ご出席の皆様
本日は本当におめでとうございます。夢行きということで、8周年、本当にめでたくて、こんな盛大なパーティーにご招待いただきまして本当にありがとうございます。少しびっくりしています。こんなに盛大なパーティーとは思いませんでした。これはひとえに、社長のゆみゆきさんと関係者の皆様がしっかり教育をしてくれたおかげだというふうに面接をしてすごく実感をしました。夢ゆき8周年、そしてサンミさんのご誕生日おめでとうございます。最後には一番感謝したいのは私のお兄さん、張社長です。နောက်ဆုံးအနေနဲ့ပေါ့နော်ကျေးဇူးတင်ကျင်လာတော့တဲ့ကျွန်မရဲ့အကိုကြီးဖြစ်တဲ့မစ္စတာကျော်စန်းတင်ဖြစ်ပါတယ်はい、この仕事をさせていただいて本当にありがとうございます。楽しいです。はいဒီလိုကိုလုပ်ခွင့်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးရိုက်တင်ပါတယ်ပြီးတော့နည်းနည်းပြောပါလေ社長がいないと夢ゆきこんなに大きくはならないと思います。ဒီလိုကဆက်တော့ကိုရဲ့အသေးပေါ့နော်အမိသားရှိလို့ဆိုရင်လုံကြီးရဲ့အဲ့ဒါဒီကိုယ့်ရဲ့နေမှာမဟုတ်ပါဘူးဒီမှာတော့မဟုတ်ပါဘူး以上です。ありがとうございます。ကျေးဇူးတင်ပါတယ်夢ゆき株式会社へのお祝いの話をしていただきましょう。Morning, baby, when they go in your life. When they saw you jumping, I walk in the time. I see it burning. But in time, I'm waiting. It's like summer. I'm getting more in it. You don't hate all, yeah, well, I'm rich. I see it burning. Radio, my life,
Happy birthday to you. Happy birthday, dear. Happy birthday to you. Happy birthday to you. Happy birthday to you. Happy birthday, happy birthday, and the stars burn tonight. Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you. Happy birthday to you. 우리 마사비요 한자시 있잖아 되셔마디 이만희 사니 사라디 시즌 사우야 사우도 대기에 같이 보이는 시즌을 기뻐하시 저희가 나자도 애들 루지미야 아로 대기나도 사다오이라냐고 야나 시시 동성을 가리 기뻐하시 This time, we want to invite all our terrorists all around us to take a break and enjoy the fires, listen to food and refreshment that have been provided. I love you, see I love you 빨리 대거리로 나를 만나게 하시 Forever music Yo みんなおはようございます今日の気分はマジで悪いです先生見てる俺の目元気じゃない疲れたぜマジでテストが待ってる心重い勉強してないバイトがやばいお金がない生活きつい学校行きたくないでも夜中にいきなりさいつ空いてるのって LINE 君とはもう3年くらい会ってないのにどうしたの呀လေးများမလေးမီတဲ့ချိန်ကမှတယောက်တည်းအလွန်ဆွေးရှိခွေ
in the waiting lady, the nature.